Character physics chapter 9ပါဒါ2025မှာမေးသွားတယ်မေးကောင်းလေးပါကြည့်ကြလိုက်အောင် 4 microfarad capacitor 40 microfarad ရှိတဲ့ capacitor တစ်လုံးကို is needed လိုအပ်ပါတယ်ဖတ်နိုင်မဲ့ only ဒါလျင်8 microfarad capacitor များသာလျင် R prime ပဲရနိုင်ပါတယ်ဟောင်းဘယ်လိုရှုသင်ပါတယ်လဲ a minimum number အနည်းဆုံးရည်အတွက်8 microfarad capacitor အနည်းဆုံးရည်အတွက်ကိုတဲ့be connected ဆက်သွယ်သင်ပါတယ်လဲ so that CN their combination ပေါင်းစပ်မှုကဟဲ့ရှိစေရန် a capacitor of 40 microfarad ရှိစေရန်အနည်းဆုံးဘယ်လိုဆက်သွယ်ရမလဲခုနရှင်းပါတယ်ပုံစံတွေပါပဲလေပုံစံချင်းပါပဲလေအတူတူပဲကိုမတော်ကပုံလေးဆောက်တဲ့ပုံစံက10 microfarad လိုချင်တာ35ခုကြတော့8 microfarad လိုချင်တာဘာလို့ဆို40အစင်းသားလိုက်ရအောင်လိုချင်တာကဘယ်နဲ့လဲ40ရှိတာက8ရှိတာက8ရှင်း9လီ40အားတော့ကွက်တီးခဲ့ကြတာဆိုရင်အဲ့တော့8 microfarad ရှိတဲ့ capacitor ဘယ်နှလုံးကိုလဲ9လုံးကိုဘယ်လိုပေါင်းလိုက်ရင်ရိုးပါလိုက်ရင်ပေါင်းလိုက်လို့ရှိရင်ဘာသွားပြီလဲအဖြေပါသွားပြီလဲရသွားပြီဒါကြောင့်တော့ဘယ်လုံးသုံးပြရမလဲ9လုံးသုံးပြရမယ်ဘယ်လိုပေါင်းပြလို့ဆိုတော့ရိုးပေါင်းရမယ်ရိုးပေါင်းမယ်ဆိုတော့10ဆက်လားပြိုင်ဆက်ဆိုတော့ဘာဆက်လဲပြိုင်ဆက်ဘာဆက်လိုက်ပေါ့ပြိုင်ဆက်လေးဆက်လိုက်ပေါ့လာပြီဗျာတစ်လုံးနှလုံးသုံးလုံးလေးလုံးငါးလုံးကြားနေတော့ညီအောင်ဆက်ပြီနော်โอเคဆရာလေးညီမညီမယ်ပြီးတော့ဒါနဲ့လွယ်တယ်ဒါမာဂနက်ဖြစ်နေတဲ့အတွက်ဆရာလေးလည်းဖိတ်ဆက်လိုက်ပြီโอเคပြီးတော့ပါပြီညာဒီဒါလာပြီဒီမှာချိတ်ဆက်မယ်ဒီမှာချိတ်ဆက်โอเคရပြီโอเคဒါလေးကြည့်လိုက်မယ်โอเคဒါလေးကြည့်လိုက်မယ်โอเคဟောC1 C2 C3 ဘာပို့လဲ C4 ဘာဖိုက်လဲ C5 ဟောဘာတော့ပြီးသွားပြီပုံတော့ပြီးသွားပြီငါတို့ဘာလုပ်မလဲတော့ဘာပြအောင်မလဲတွက်ပြအောင်မယ်တန်းဆက်လာပြိုင်ဆက်ဘာကြလဲပြိုင်ဆက်၅ခုတော့ဘာချက်ဆိုတော့ပြိုင်ဆက်ဆိုတော့ဒီပြိုင်နဲ့ဘာလို့ရလဲရှင်းတော့ပါလေရတယ်ပြိုင်ဆက်ဆိုရိုးပေါင်းတော့ပိုင်းခံပေါင်းလို့ဆိုရိုးပေါင်းပါပေါ့အဘာ equal to C equal to C1 plus C2 plus C3 plus C4 plus ဘာဖိုက်လဲဆိုတော့ C5 ပေါ့C equal to C1 က8C2 ကလည်း8 C3 ကလည်း8 C4 ကလည်း8 C5 ကလည်း8ရှင်းကားပြီး40 40 microfarad microfarad ဒါပါပဲလေအဖြေပဲသူ့ညာလေးစပြန်ရေးပြရမယ် the minimum number of 8 microfarad ပါစီတာလေ capacitor သိရှိတယ် MU ဘာနေမလဲ minimum NU number NU number or a microfarad CAPACITOI ပါစီတာလေ capacitor ဘာပဲတူတယ် equal တူလုံးနဲ့9လုံးကြည့်ရပါတယ်5ဒါဆိုကျတဲ့ဘာပါပဲဖြေပါပဲပြန်ပြီးတွေ့ကြည့်ကြပါအားလုံးကျမ်းမချမ်းသာလွန်စံများပြေဝကြပါစေဘေးအန္တရာယ်ပေါင်းလဲကင်းဝေးကြပါစေ